တောဝက်များသည်အုပ်စုဖွဲ့နေထိုင်ကျက်စားလေးရှိကြသောအစုံစားနို့တိုက်တတဝါတစ်မျိုးဖြစ်သည်ရေမြေဒေသရာသီဥတုအပေါ်မူတည်ပြီးပုံစံအနှဲငယ်ကွဲပြားသည်တောဝက်အုပ်စုတစ်စုတွင်ခေါင်းဆောင်တစ်ကောင်လည်းရှိတတ်ကြသည်အုပ်စုဖွဲ့၍နေထိုင်ကြသည်ဆိုတော့လေတခါတရံတွင်အကြောင်းမျိုးမျိုးကြောင့်တစ်ကောင်တည်းသွာလာကျက်စားနေသောတင်းကွဲဝက်များလည်းရှိတတ်ကြသည်တောဝက်များသည်ကြားကျင်သည့်များကဲ့သို့အခြားသတ္တဝါများကိုအမင်းလိုက်၍အနယ်ပေးတတ်သောမျိုးစိတ်များမဟုတ်ကြတော့လေနေနင်းတို့ကိုရန်မူလာပါကပြင်းထန်ကြောက်မက်ဖွယ်ကောင်းသောတိုက်ခိုက်မှုများဖြင့်ပြန်လည်တုံ့ပြန်တတ်ကြသည်နေနင်းတို့၏လျင်မြန်သောအရှိန်ဟုန်နှင့်ရှည်လျားချွန်ထက်သောအဆွဲများဖြင့်အပတ်ခံရမည်ဆိုပါကလူတဦးပင်ဝမ်းပိုက်ပွင့်၍သေဆုံးသည့်အထိဒုက္ခပေးနိုင်ကြသည်တောဝက်ကိုအမဲလိုက်သည့်လူမှုဆိုးတို့သည်မြေပြင်မြေညီမှနေ၍ပြစ်ခတ်ဖမ်းဆီးခြင်းမပြုကြပေအဘယ်ကြောင့်ဆိုသောတောဝက်သည်မြေပြင်မှပြစ်ခတ်သည်ဆိုပါကထိမှန်၍ဒဏ်ရာရနေတော်လဲပြစ်ခတ်သည့်မူဆိုးအားလျင်မြန်သောအရှိန်ဟုန်ဖြင့်တိုက်ခိုက်နိုင်သောကြောင့်ဖြစ်သည်ထို့ကြောင့်တစ်ပင်သို့မဟုတ်လင်းစင်ပေါ်မှပြစ်ခတ်ဖမ်းဆီးကြသည်ကျွန်းနေထိုင်သွားလာခဲ့ဘူးသောပဲခူးရိုးမတောင်ပေါ်ဒေသတွင်တောဝက်များလွန်စွာပေါ်များလေသည်သို့တော်သွားရင်းလာရင်းတွေ့ရဖို့အလွန်ခက်ခဲသည်တောဝက်များသည်အလွန်အနံ့ခံကောင်း၍လူနှံ့ရသည်နှင့်ပြေးထွက်ပြောက်ကွယ်သွားတတ်ကြသည်ရှိုးမြောင်စိမ့်ဆန်းနှင့်စားစရာတစ်ဦးတစ်ဖုဝါတော်များပေါ်များသည့်နေရာတွင်အဓိကနေထိုးကျက်စားတတ်ကြသည်စာရေးသူတော်တာအောင်